ဒီနေ့ကကြတော့အလုံးနဲ့ပတ်သက်ပြီးတော့မှပင်ပန်းလိုက်တာအလုံးလုံးဖို့စိတ်တောင်မှမပါတော့ဘူးအလုံးလုံးတာအရင်ပင်ပန်းတယ်ဒီလိုမျိုးစကားလုံးတွေဆိုလို့ရှိရင်ထိုင်းလို့ပြောလဲလာကြည့်အောင်နော်အရင်စကားလုံးကကြတော့ပင်ပန်းတာတို့နွမ်းနေတာဆိုဘယ်လိုပြောလို့ရလဲဆိုတော့နှွိုင်လို့ပြောလို့ရတယ်နှွိုင်ပင်ပန်းလိုက်တာဆိုရင်နှွိုင်ចောင်းပင်ပန်းလိုက်တာအကယ်လို့ဒီအလုံးမှာတင်တော်တော်လေးပင်ပန်းနေပြီအလုံးမှာတင်တော်တော်လေးပင်ပန်းနေပြီလို့ပြောချင်တယ်ဆိုလို့ရှိရင်เหนื่อยกับงานมากเลยเหนื่อยกับงานมากเลยဒီအလုံးနဲ့တင်တော်တော်လေးပင်ပန်းနေပြီလို့ပြောလို့ရတယ်တက်ကြနေပြီစိတ်တက်ကြနေပြီလို့ပြောချင်အရင်ဆုံးစိတ်တက်ကြတယ်ဆိုရင်တော့ท้อแท้လို့ပြောတယ်ท้อแท้စိတ်တက်ကြတယ်လို့ဒီအလုံးနဲ့တင်စိတ်တက်ကြနေပြီလို့ပြောချင်တယ်ဆိုလို့ရှိရင်တော့รู้สึกท้อแท้กับงานจังรู้สึกท้อแท้กับงานจังအလုံးနဲ့တင်စိတ်တက်ကြနေပြီรู้สึกท้อแท้กับงานจังဒီအလုံးနဲ့တင်စိတ်တက်ကြနေပြီဆိုပြီးတော့ပြောလို့ရတယ်လူရောစိတ်ပါပင်ပန်းနေပြီလို့ပြောချင်ရင်ကြတော့เหนื่อยทั้งกายทั้งใจဆိုပြီးတော့ပြောလို့ရတယ်เหนื่อยပင်ပန်းနေပြီทั้งกายလူရောทั้งใจစိတ်ရောเหนื่อยทั้งกายทั้งใจလူရောစိတ်ပါပင်ပန်းနေပြီเหนื่อยทั้งกายทั้งใจလူရောစိတ်ပါပင်ပန်းနေပြီเหนื่อยกับงานมากเลยเหนื่อยกับงานมากเลยหมดไฟในการทำงานแล้วหมดไฟในการทำงานแล้วรู้สึกท้อแท้กับงานจังรู้สึกท้อแท้กับงานจังเหนื่อยทั้งกายทั้งใจเหนื่อยทั้งกายทั้ง